အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှိနေညှို့ဝေထုံးတဲ့သတင်းစာတွေမှာသားသမီးကိုပေါ့နော်အမွေပြက်ဆွတ်လွတ်ကြောင်းကြော်ညာထည့်လိုက်ရုံနဲ့တကယ်ပဲအဲ့ဒီအမွေကပြတ်သွားပြီလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ညှဝေပေးချင်တာပဲဖြစ်ပါတယ်ရှင်။မိဘစကားကိုနားမထောင်လို့မိဘသဘောမတူတဲ့သူနဲ့အိမ်တော်ပြုလိုက်လို့ဒါတွေကြောင့်မိဘဖြစ်တဲ့သူကသားသမီးတွေကိုနိုင်ငံတော်ပိုင်သတင်းစာကနေပြီးတော့အမွေပြက်ဆွတ်လွတ်ကြောင်းကြော်ညာတွေကိုလူချင်းမျိုးတို့အနေနဲ့တွေ့ဘူးကြမှာဖြစ်ပါတယ်ရှင်။ဒီကြောင့်အရာဆိုလို့ရှိရင်တော့တကယ်ပဲအမွေပြက်ဆွတ်လို့ရမရောက်ပါဘူးရှင်။ဘာကြောင့်လဲဆိုတော့မြန်မာဓလိထုံးတမ်းဥပဒေမှာဆိုလို့ရှိရင်သားသမီးတစ်ယောက်ကိုအမွေပြက်ဆွတ်လွတ်တော်မယ်ဆိုလို့ရှိရင်အဲ့ဒီသားသမီးကတွားနှုတ်သားသမီးဖြစ်ဖို့လိုအပ်ပါတယ်ရှင်။တွားနှုတ်သားသမီးဖြစ်ဖို့အတွက်အဓိကအချက်၃ချက်လိုအပ်ပါတယ်ရှင်။နံပါတ်1အနေနဲ့မိဘစကားကိုနားမထောင်တဲ့သားသမီးဖြစ်ရပါမယ်မိဘရဲ့အသက်ကိုပေါ့နော်ရန်သူတစ်ဖွဲ့ပြုမှုဆက်ဆံတဲ့ရန်သူတစ်ဖွဲ့ဆက်ဆံတဲ့သားသမီးဖြစ်ရပါမယ်ရှင်နံပါတ်3ကကြတော့မိဘကိုသူ့ထွက်တန်ယူဖြစ်အောင်ရိုက်နှက်တော့သားသမီးဖြစ်ရပါမယ်ရှင်ဆက်နေပြည့်ပြီဆိုလို့ရှိရင်မိဘတွေနေထိုင်တဲ့သက်ဆိုင်ရာမြို့နယ်တရားရုံးမှာမိဘဖြစ်တဲ့သူကတရလိုပြုလုပ်ပြီးတော့သားသမီးကိုတရတိုင်းအနေနဲ့တွားနှုတ်သားသမီးအဖြစ်ဒီကလေးချမှတ်ပေးဖို့အတွက်လျှောက်ထားရမှာဖြစ်ပါတယ်ရှင်။ရုံးတော်ကနေပြီးတော့နှစ်ဖက်အပြန်အလှန်ပေါ့နော်ကျန်းကျင်ဆိုပြီးတော့စစ်ဆေးတယ်ဒီအပေါ်မှာတရလိုဖြစ်တဲ့မိဘကတွားနှုတ်သားသမီးဖြစ်ကြောင်းတက်တည်ထင်ရှားအထင်အရှားပြနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့ရုံးတော်ကနေပြီးတော့တွားနှုတ်သားသမီးဖြစ်ကြောင်းဒီကလေးတရက်ကိုချမှတ်ပေးမှာဖြစ်ပါတယ်ရှင်။ဒီလိုမျိုးတရားရုံးအမိန့်နဲ့သတင်းစာထဲမှာအမွေပြက်ဆွတ်လွတ်ကြောင်းကြော်ညာထည့်မှသာလဲရင်ဒါကတရားဝင်ဖြစ်ပါတယ်ရှင်။